ဒီနေ့ကကျွန်မလမ်းလျှောက်တာခုနှစ်လဆိုရရပောင်း210ပြည့်တဲ့နေ့ပေါ့နော်ရပောင်း210တီပြည့်တဲ့နေ့အလေးချင်းတစ်ခုကို66ရက်လို့ရင်တစ်ခုကို66ရက်လို့ရင်အလေးချင်းတစ်ခုဖြစ်လာပြီးတော့မလို့ရမနေနိုင်ဘူးပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုလို့အဲ့ဒါလည်းစမ်းကြည့်တာလည်းပါတယ်နောက်တစ်ခုကလမ်းလျှောက်ရင်းနဲ့ကျွန်တော်လမ်းလျှောက်ရတာကိုတော်တော်ကြိုက်လာတယ်ဒါကြောင့်လည်းတောက်လျှောက်ဖြစ်နေတာပေါ့နော်နိုဝင်ဘာ25ရက်နေ့ကနေပြီးတော့25တော့မဟုတ်282024နိုဝင်ဘာ28ကနေပြီးတော့တနေ့ကိုနိုင်ွယ်လမ်းလျှောက်မယ်ဆိုပြီးတော့ကျမကဆက်လျှောက်ခဲ့တယ်ကျွန်မနိုင်ွယ်လမ်းလျှောက်တဲ့အကြောင်းရင်းကလည်းနေ့တအားမကောင်းတယ်2024မှာဘာရတော့မဟုတ်ပဲနဲ့ခဏတိုင်း2လတစ်ခါလောက်ကိုတုတ်ကွေးလိုမျိုးဖြားတဲ့ကိစ္စပေါ့နော်ခေါင်းလေးမူးတာလည်းမဟုတ်ပဲနဲ့ဖြားပြီးတော့လူကမလုံနိုင်ဘူးဆိုတော့တရက်နေ့လောက်ထိအဲ့ရပေါ်လဲသွားတယ်ဆိုတော့ကိစ္စမျိုးဟာ2024မှာမေလဆန်းလောက်ကစပြီးတော့ဖြစ်တယ်မေလဆန်းတော့မဟုတ်မေလအကုန်လောက်ကစပြီးတော့ဖြစ်တော့အဲ့မှာ2024ကတော့တော်တော်စိုးပါတယ်နေရတဲ့အခြေအနေကဆိုပတ်ဝန်းကျင်ပေါ့ environmental threat ကလည်းတော်တော်များခဲ့တဲ့အခြေအနေမျိုးဆိုတော့ပြီးတော့ရုံးခွဲတွေပါလေကျွန်မမကွေးမှလည်းရုံးခွဲတစ်ခုဖွင့်လိုက်တယ်နောက်တစ်ခုကဒီ music သက်စင်စက်ရုံကိုလည်းစခဲ့တယ်ပေါ့နော်စက်တွေ installation လုပ်တာတွေအဆောက်အဦတွေ renovation လုပ်တာတွေနဲ့နည်းနည်းများသွားပြီးတော့နည်းနည်းလေးအခြေအနေဆိုးတဲ့အခြေအနေမျိုးမှာအချိန်အခါမျိုးမှာတအားစွတ်တွေအလုပ်တွေကိုလုံးမိရလဲပါမှာပေါ့နိအဲ့ကြတော့ပြင်းထန်တဲ့နေမကောင်းမှုမျိုးခဏတိုင်းဖြစ်နေတဲ့အတွက်နိုဝင်ဘာမှာတော့ကျမတို့မိသားစုဆရာဝန်နဲ့ပြပြီးတော့သူကကျွန်တော်တွေးတိုးတာ190လောက်ထိတွေးတိုးတဲ့ရက်တွေကစက်တိုက်ဖြစ်သွားတယ်အဲ့ဒါနေပြီးတော့စီးကျိုလည်းရှိခြင်းနဲ့ပညာဆိုတော့လမ်းလျှောက်မယ်ဆိုပြီးလျှောက်လိုက်တာမပြတ်တော့ဘူးပေါ့ဒီကြားထဲမှာကျွန်မကဒီဇင်ဘာဇန်နဝါရီတောက်လျှောက်ခီးတွေသွားတယ်ဇန်နဝါရီမှာလည်းခီးသွားတယ်ဖေဖော်ဝါရီမှာလည်းခီးသွားတယ်မတ်မှာမသွားဘူးဧပြီမှာသွားတယ်မေသွားတယ်ဇွန်သွားတယ်တောက်လျှောက်ခီးသွားခဲ့တယ်ခီးသွားတဲ့အချိန်မှာကိုတဲနေကြမဟုတ်တဲ့နေရာမျိုးဟိုတယ်မျိုးမှာလည်းလမ်းလျှောက်ဖြစ်တယ်အနည်းဆုံးနိုင်ဝဲကနေအခုဆိုလို့ရှိရင်တနေ့ကိုခြေလမ်း1000ရအောင်ရှောက်တဲ့အချိန်လေးက48ရက်စတိုက်ဖြစ်လာပြီပေါ့နော်ဘာကောင်းသလဲဆိုတော့မနေ့ဆိုမတော်တဆဆိုနိုးပြီးတော့မထခြင်းတဲ့အခြေအနေမှာအဲ့ရထဲမှာငါစိတ်ရှုပ်လိုက်တာပေါ့နော်ပြောရမယ်ဆိုရင်အခြေအနေကြီးတွေအမျိုးကြောင်းစိတ်ရှုပ်စရာတွေရှိနေတဲ့အချိန်မှာငါဘာတွေစိတ်ရှုပ်နေတာလဲလို့တွေးပြီးတော့လမ်းလျှောက်လိုက်ရင်တော့တက်တာသွားတယ်ဆိုတကယ်လဲနိုင်ခွက်ကနေ45မိနစ်လောက်စတိုက်လျှောက်ပြီးရင်တော့ဟုတ်ပါတယ်သူပြောတဲ့ဒိုပါမင်ထွက်တယ်ဆိုတာဒိုပါမင်ဟော်မုန်းထွက်တဲ့အတွက်နည်းနည်းစိတ်ကလန်းဆန်းသွားတယ်ကြည်လင်သွားတယ်ဆိုတာမျိုးတော့တကယ်ခံစားရတယ်ပေါ့နော်အဲ့ဒီလိုမျိုးကြည်လင်သွားတဲ့stress ကျသွားတဲ့စိတ်မျိုးကိုခံစားရတဲ့အတွက်လမ်းလျှောက်တာကိုလည်းဆေးတစ်မျိုးအနေနဲ့ကျမကတောက်လျှောက်ဖြစ်နေရလဲပါတယ်ကျမဆိုတာကကိုတကယ်ကိုကောင်းကျိုးဖြစ်စေတယ်လို့ကိုလက်တွေ့ခံစားမှလှုပ်တဲ့သူမျိုးဖြစ်တဲ့အတွက်တကယ်ကောင်းတယ်အဲ့လိုမျိုးဆိုတော့ကိုနဲ့အရန်မဲကိုနဲ့နီးစပ်တယ်ပေါ့နော်ကိုအရန်ခင်တဲ့တငယ်ချင်းတွေကိုလည်းလမ်းလျှောက်ဖို့ပြောဖြစ်တယ်ဥပမာနေကြီးဆိုလို့ရှိရင်အခုသူလည်းကျမရဲ့နောက်တစ်လားလောက်မှဆက်လျှောက်ပြီးတော့သူလည်းတောက်လျှောက်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကျွန်မမနေ့ကတပြန်နေ့ကလာမသိဘူးကျွန်မတင်လိုက်တာပေါ့လေကျွန်မက stress free zone မှာရောက်နေတယ်ဆိုတာက stress free zone ဆိုတာကနေရာကိုပြောချင်တာမဟုတ်ပြောချင်တာ location ပေါ့နော်မုံဝါမှာပြုံးလွန်မှာထားတော့တခြားမြို့တွေတခြားနိုင်ငံတွေမှာရောက်နေတဲ့အကြောင်းအရာကိုပြောချင်တာတော့မဟုတ်ဘူး stress free zone ဆိုတာကျွန်မကဘာကိုကောင်းသိလာတယ်လဲဆိုတော့မနေ့ကဆိုရင်ကျွန်မကstaycation နေနဲ့အောင်မန်းမှလည်း9ရက်လောက်ဟိုတယ်တစ်ခုမှသွားနေလိုက်သေးတယ်
နောက်တစ်ခုရွာငံရဲ့ဟိုးဂျားတွေကနေပြီးတော့ရွာငံကနေပြီးတော့ဥစားပေါ့နိုင်ခွက်လောက်မောင်းရတယ်အတွင်းထဲကရွာတရားမှာလည်းတကြံတို့မှာ10ရက်လောက်သွားနေလိုက်သေးတယ်ရာသီဥတုကတကယ်ကိုအေးချမ်းနဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်ဒါပေမဲ့ကျမကတွေးနေရတာအများခဲ့တဲ့အထင်ပါတယ်ဖီစီးမှုတွေကတော့တိတ်ရော့သွားတယ်မထင်ဘူးအခုဒီလိုမျိုးဟိုတနေ့ကဆိုရင်ကျမမုံရမှာမဲရှိတယ်ကျမအိမ်မှာမဲရှိတယ်ကျမဥပုံနေဆိုလို့ရှိရင်တကယ်ကိုကျမတို့ကတော့ဥပုံနေတကယ်ကို slow living ပဲမနဲ့လေ6နိုင်လောက်နည်းနည်းထားရတယ်ဝရဏတကားတွေပါတွေပေါ့ရှိသမျှချက်ကျမခံမှရှိတဲ့ဗြဒင်းတွေတကားတွေအကုန်ဖွင့်ပြပြီးတော့6နိုင်ရောက်ထားတယ်ဖွင့်ပြပြီးတော့ကျမ10နိုင်လောက်ထိပြန်နှံ့နေတယ်အဲ့ဒါကျမရဲ့တကယ်ကိုကျမရဲ့ luxury ပေါ့နော်အဲ့လိုအခြေကကျမရဲ့တကယ်ကို stress free zone ပဲ stress free zone ဆိုတာဒီအခြေအနေနေရာတွေကိုဆိုလိုတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်အတွင်းထဲကဘယ်လောက်ထိဒီ stress ကို manage လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာမူတည်တယ်လို့ပဲကျမထင်တယ်ပေါ့နော်ဟိုကျမနေရာစုံတွေကိုသွားပြီးတော့အေးချမ်းပါတယ်လို့ကျမယူဆထားပြီးကျမအေးချမ်းသွားနိုင်တယ်လို့ထင်တဲ့နေရာမျိုးတွေမှာတယောက်တည်းသွားနေခဲ့ဘူးတယ်2024မှာဒါပေမဲ့ကျမတို့တိတ်မထူးဘူးပေါ့အခုဒီနှစ်မှာလမ်းထောက်လျှောက်ရှောက်နေတဲ့အချိန်ရောကျမနည်းနည်းပြန်ပြီးတော့သိချင်တယ်ပေါ့အဲ self reflection ကိုထောက်လျှောက်လုပ်ဖြစ်နေတဲ့အလေးကျင့်ရောကြောင့်လားတော့မသိဘူးတော်ယုံတန်ယုံဖီစည်းမှုမျိုးကတော့အော်ဒါဒီလောက်ရေးကြည့်လို့လားဒါကြီးကစိတ်တကယ်ညစ်စရာလားလောက်ထိညစ်နေအောင်မှလဲလက်တွေ့ရတကယ်ကိုပဲဒီလောက်စိတ်ညစ်စရာဖြစ်လာမှလားအဲ့လိုမျိုးတွေကိုတကယ်ကိုဒီပေါ်ညစ်လိုက်တာစိတ်ညစ်လိုက်တာစိတ်ချုပ်လိုက်တာဆိုတဲ့နေရာတွေရက်မတော်မနဲ့ကပြောဘာကိုစိတ်ရှုပ်တာအဲ့စိတ်ရှုပ်ရမယ့်အတိုင်းဒါဒီလောက်ထိရှုပ်စရာလားအဲ့လိုဒီလိုထိကိုဖြန့်ဖြစ်တွေးမိသွားတဲ့ကိစ္စမျိုးတွေးသွားနိုင်ပြီပေါ့လေအဲ့တော့ကျွန်မပြောချင်တာ stress free zone ဆိုတာနေရာဒေသတွေကိုပြောနေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တွင်းစိတ်ကကိုယ့်ရဲ့စိတ်ကဘယ်လောက်ထိ stress တွေ tension တွေကို manage လုပ်နိုင်တယ်လဲဆိုတဲ့အပေါ်မှာတော့ဦးတည်မယ်လို့ထင်ပါတယ် environmental threat ကတော့ဒီမုံဝါလိုနေရာမျိုးမှာတိတ်များတာပေါ့ရှင်ဒါပေမဲ့လည်းကျွန်မကတော့မုံဝါသူစစ်ဖြစ်ပြီးမုံဝါမှန်မယ်နေချင်နေတဲ့သူမျိုးဖြစ်ဆိုတော့မော်မနီယာမကိုကျွန်မကပြောတယ်လို့ဖြစ်နေတော့တာဆိုတော့လောလောဆယ်တော့ပြောနေတယ်ပေါ့နော်